ဂျာမန်အရာရှိကပန်းသီးတစ်လုံးကိုကိုက်စားလိုက်ချိန်မှာပဲအမျိုးသားတစ်ယောက်ကလက်ပစ်ဗုံးတစ်လုံးကိုအေးအေးဆေးဆေးထုတ်လိုက်ပါတယ်ပြီးတော့သူကလည်းအဲ့ဒီလက်ပစ်ဗုံးကိုကိုက်ပြလိုက်တာကြောင့်ဘေးနားကဗိုလ်တွဲ adjutant ဟာအံ့အားသင့်သွားပါတယ်သူတို့အပေါ်လှောင်ပြောင်နေတယ်လို့ထင်မှတ်ပြီးဗိုလ်တွဲကထိုးကြိတ်လိုက်တဲ့အခါအမျိုးသားဟာနာကျင်သွားပုံရပေမဲ့နောက်တစ်စက္ကန့်မှာတော့ဂျာမနီရဲ့အမြင့်ဆုံးဂုဏ်ထူးဆောင်တစ်စိတ်ဖြစ်တဲ့ Aron Cross ကိုပါးစပ်ထဲကနေထွေးထုတ်လိုက်ပါတယ်အရာရှိဟာဒါကိုမြင်ပြီးအလွန်ထူးဆန်းသွားပါတယ်ဒီတစိမ့်ဘယ်ကရတာလဲလို့မေးပေမဲ့အမျိုးသားကဘာမှမပြောဘဲနှုတ်ဆက်နေခဲ့ပါတယ်အဲ့ဒီအစားသူကမျက်လက်တစ်ခုပြလိုက်ပါတယ်သူကအိတ်ဆောင်နာရီတစ်လုံးကိုထုတ်ပြလိုက်ရာဗိုလ်တွဲကသူ့နာရီမှန်းတည်သွားပြီးလှမ်းယူမှအမျိုးသားကရေတွင်းထဲကိုခုန်ချသွားပါတယ်ဗိုလ်တွဲကရေတွင်းသားကိုသွားစစ်ဆေးပြီးအမျိုးသားကိုပြန်ဆွဲတင်လိုက်တဲ့အခါအမျိုးသားကလက်ကိုကမ်းပေးလိုက်ပါတယ်ဗိုလ်တွဲကသူ့လက်သီးကိုကြစ်ကြစ်ပါအောင်ဆုပ်လိုက်တဲ့အခါမှာတော့ပျောက်သွားတဲ့နာရီကသူ့အိတ်ထဲကိုအလိုလျောက်ပြန်ရောက်နေတာကိုတွေ့လိုက်ရပါတယ်အဲဒီနောက်မှာတော့အမျိုးသားဟာရဲစရာကောင်းတဲ့ဖျော်ဖြေမှုတွေကိုစတင်လှုပ်ဆောင်ပါတော့တယ်ဂျာမန်စစ်သားတွေဟာတဟားဟားနဲ့ရေမောနေကြပေမဲ့သူတို့မသိတာကတော့ဆိုဗီယက်စနိုက်ပါသမားတစ်ယောက်ဟာသူတို့ကိုချိန်ရွယ်ထားပြီးသားဖြစ်နေတာပါဆိုဗီယက်စစ်သားတွေဟာအဲ့ဒီနေရာကိုဝိုင်းထားပြီးဖြစ်တယ်လို့ဒဆာခံမျိုးသမီး2ဦးကိုကယ်တင်ဖို့လည်းစီစဉ်ထားပြီးသားပါအဲ့ဒီအမျိုးသားဟာဂျာမန်စစ်သားတွေအာယုံပြောင်းသွားအောင်တမင်တကာကျော်မကစားပြနေတာပဲဖြစ်ပါတယ်သူကဘောလုံးလေးတွေကိုပြစ်ကစားရင်းအိမ်တလုံးထဲကိုပြေးဝင်သွားပါတယ်အရာရှိကသူ့ကိုပြန်ဆွဲထုတ်ဖို့အမိန့်ပေးလိုက်ပေမဲ့အမျိုးသားဟာစီပိုင်းတစ်ခုကိုဝစ်ဆင်ပြီးပြန်ထွက်လာပါတယ်သူ့ရဲ့ရေစရာကောင်းတဲ့ပုံစံကြောင့်စစ်သားတွေဟာတစ်ခါပြန်ပြီးရေမောကြပြန်ပါတယ်စစ်သားတွေကသူ့ကိုဝိုင်းထားလိုက်ပေမဲ့ဗိုလ်ရဲကစစ်ဆေးကြည့်လိုက်တဲ့အခါအမျိုးသားဟာပျောက်ကွယ်သွားပါပြီအားလုံးကသူ့ကိုဝိုင်းရှာနေတော့မှပဲသူကအိမ်ခေါင်မိုးပေါ်မှာရုတ်တရက်ပေါ်လာပါတယ်သူကလှေကားတစ်စင်းကိုထုတ်ပြီးခက်ခဲတဲ့ကျောင်းမကွက်တွေကိုပြသပါတော့တယ်တခြားစစ်သားတွေကတော့သတိလက်လွတ်နဲ့ကြည့်နေကြပေမဲ့အရာရှိကတော့တခုခုမားနေပြီဆိုတာကိုရိပ်မိသွားပါတယ်။သူကလက်စာခံတွေကိုအကြောင်းပြပြီးအမျိုးသားကိုအောက်ကိုချက်ချင်းဆင်းလာဖို့ချိန်ချောက်လိုက်ပါတယ်။အမျိုးသားဟာရွေးချယ်စရာမရှိဘဲအောက်ကိုခုန်ချလိုက်ရာမြေပြင်ပေါ်ကိုဖုံဖုံလဲကျသွားပါတယ်။ဂျာမန်တွေဟာကြောက်လန့်သွားပြီးအရာရှိကအမျိုးသားတည်သွားပြီလားဆိုတာကိုအပြေးလွှားသွားစစ်ဆေးပါတယ်။ဒါပေမဲ့သူကောင်းလဲကြည့်လိုက်တဲ့အချိန်မှာတော့လက်စာခံတွေမရှိတော့တာကိုသိလိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲဆိုဗီယက်တပ်ဖွဲ့တွေကစတင်ပစ်ခတ်ပါတော့တယ်ဂျာမန်စစ်သားအားလုံးကြာဆုံးသွားပြီးစစ်သားတဲ့လူငယ်လေးတစ်ယောက်ပဲကြံပါတော့တယ်ရုတ်တရက်ဆိုသလိုလဲကျနေတဲ့အမျိုးသားကပြန်နိုးလာပြီးဂျာမန်စစ်သားလေးကိုကြည့်ရင်ဖြည်းဖြည်းချင်းထွက်လိုက်ပါတယ်ပြီးနောက်သူကလက်ကိုမြောက်မြစ်ဖက်ကိုချိန်ရွယ်ပြီးခလုတ်ဆွဲလိုက်ပါတော့တယ်ဒီလိုနဲ့ပဲထိုအမျိုးသားဟာသူ့ရဲ့တာဝန်ကိုအောင်မြင်စွာအဆုံးသတ်လိုက်ပါပြီ